安慰母呀，去变那边，马皮难当西，却都难艺术的心。ဒီဆိုတဲ့ဂုဏ်တော်ချီးမွမ်းခြင်းသာစကလုံးကောင်းယုံနဲ့မပြီးဘူးတန်ရှင်းလဲလို့ခရစ်တော်ရှင်မှာကျွန်တော်တို့ကိုပို့တာလားကျွန်တော်တို့ကိုပဲပျော်ရွှင်စေတာလားဒါသိရင်ကြည့်ကြိအတင်းတော်မှာတချင်းဆိုတာတွေကြည့်တယ်ခရစ်တော်ရှင်မှာမပို့ဘူးဝမ်းနဲ့ဝမ်းမြောက်ခိုင်းအဲ့ဒါဟာကြောက်စာတိတ်ကောဂုဏ်တော်ချီးမွမ်းခြင်းတစ်ချင်းဆိုတာစာသားလဲတမန်ကြဖြစ်ရတန်ရှင်လဲခရစ်တော်ရှိမှကျွန်တော်တို့ကိုပို့ဆောင်တဲ့တန်ရှင်ခရစ်တော်ကိုကိုကုန်းတဲ့ကျွန်တော်တို့မြင်စေတဲ့တန်ရှင်ဖြစ်ရမယ်ဒါဒီကိုလူငယ်တွေနားလည်ရှိခြင်းနော်ကဲခရငါတို့ကျူးလွန်တဲ့အပြစ်ဒုစရိုက်များကိုဆက်ဆံစီနော်ငါတို့ကျူးလွန်တဲ့ဒုစရိုက်အပြစ်အလုံးခရစ်တော်ကိုဆက်ဆံစီပထမတော့ကျွန်တော်တို့အပြစ်သားဖြစ်ခြင်းကိုဆက်ဆံစီအခုတော့မွေးတော်တဲ့ကစပြီးတေးတော်တဲ့အထက်ကျွန်တော်တို့ကျူးလွန်တဲ့ဒုစရိုက်အပြစ်အလုံးကိုဆက်ဆံစီနားလေဖို့ရမူရင်းကလာတဲ့ဆရာနာမည်ဘယ်လိုခေါ်လဲနာမည်ဦးထေအောင်ဟမ်ထေလွန်ချမ်းသာတော့မှလွန်သွားတယ်နော်ဟုတ်လားထေလွန်မတလာဟုတ်လားမဟုတ်တယ်လေနဲ့နာရေးတာကိုခမဲတော့ကဲဘယ်ခုနှစ်တုန်းကမွေးတယ်လဲဘယ်ခုနှစ်တုန်းကမွေးတယ်လဲအမေပိုက်ထဲကလည်းဘယ်ခုနှစ်တုန်းကမွေးတယ်လဲမွေးတဲ့နေ့မသိဘူးလားအင်းနေလို့ပေါ့တထောင်ကိုရကျွန်တော်ထက်သက်ငယ်တာအခု2026အသက်ဘယ်လိုရှိပါလဲဟမ်တထောင်ကိုရ59ဆိုရင်ခုနှစ်ရဘယ်လိုလဲဘယ်လို69နှစ်သက်ရှိနော်ကျွန်တော်တက်ကအဆရာက9နှစ်ငယ်နော်ဒါပေမဲ့အကိုလို့ခေါ်ရမယ်ချင်းနေရှင်ဘယ်တော့တည်မလဲတည်မနေတည်လားမတည်ဘူးကဲကျွန်တော်တို့ရှာဦးထဲလို့နာ1959ခုနှစ်မှာမွေးတယ်2026အထိသက်ရှင်တယ်60ခုမွေးတော်တဲ့ကစပြီးကတဲ့အထိကျူးလွန်ခဲ့တဲ့အပြစ်အလုံးသူ့နာမည်နဲ့မရှိခရစ်တော်နာမည်တေခါဒီတစကတ်အလို့ဒီလောက်တဲ့အပြစ်ဒီကအစဖယားကအကုန်မြင်တယ်အဲ့ဒါသူ့နာမည်နဲ့မရှိခရစ်တော်နာမည်ဘယ်လောက်အနောရှာကောအဲ့ဒါကိုအတူကောနဲ့ကဲကျွန်တော်ကြည့်မယ်နောက်ကလိုက်ပါဤလောကဤအပိကိုဆောင်သွားတော့ဖယားတခင်ဤတိုးတငယ်တော်ကိုကြည်ကြလောဦးထေလွန်နဲ့အပိဒုစရိုက်ကိုဆောင်သွားတော့ဖယားတခင်တိုးတငယ်ယေရှုကိုကြည်ပါ
အဲ့ဒီအတိုင်းကျွန်တော်တို့အားလုံးအတွက်လည်းပါတယ်ဖတ်ကြရအောင်သာဝရဘုရားသည်ခတ်သိမ်းသောငါတို့ဤအပြစ်များကိုသူ့အပေါ်၌တင်တော်မူပြီဟေရှာ53:6ခတ်သိမ်းသောငါတို့ဤအပြစ်ခတ်သိမ်းသောငါတို့ဤအပြစ်ဒါကြောင့်ဦးတဲလို့တဲ့မွေတော်နေကစပြီးကနေအထိဒီကနေကစတီကနေအထိလောကတဲ့ကျူးလွန်ခဲ့တဲ့ခတ်သိမ်းသောအပြစ်မုန်တာပြောခြင်းတော်တာထွက်ခြင်းမနာလို့ခြင်းခိုးခြင်းကြောင့်တဲ့ကစာခိုးခြင်းစာခိုးလို့အောင်လားဟုတ်တယ်နော်စာပြီးတော့ကြောင့်တဲ့တုန်းကလည်းမဖြီနိုင်အဲ့ဒါဖဲ့လားအဲ့တုန်းကဆရာဒီမလို့လို့မောတဲ့က9နှစ်ပဲရှိသေးတယ်နော်သူကဆုံးခိုင်းတာအဲ့ဒါသူကလည်းထိုင်တာမပူလို့စပွဲပေါ်မှာမတ်တကြပြီးတော့ကျွန်တော်အခန်းမှာဆရာကြီးတော်တယ်ရှားပြီးတန်းဟောဖြစ်လေတယ်ဘာလို့လဲလေတင်းညောင်းလို့ဆန္ဒပါတယ်ရှားကြီးရှားလုံးဝေးကစိတ်ကိုတည်းလေတင်းမော်တယ်နော်ခိုးတယ်လို့မပြောဘူးလေပြင်းလဲတာပဲပြောတာကျွန်တော်တို့မုတ်သားပြောတဲ့အရာစာခိုးတဲ့အရာတွေအားလုံးအပိတ္တဆက်တော်မှာဖျားခွင့်ထွက်နိုင်ဘူးလားအပိတ္တဆက်လေးရှိရင်တော့မကောင်းကြီးမရောက်နိုင်ဘူးဒါကနားလေပါခရစ်တော်ခံခြင်းဟာဘယ်လောက်အထိပြီးဆုံးတယ်ဘောလုံးလာချာဒီကောင်ခိုးမဲ့ထင်တယ်အပိဖြစ်သွားပြီဒါကငရေကောင်းကြီးတကားပေးတာကျွန်တော်ကမိမပြမကိုစိတ်နှလုံးထဲကလည်းတတ်တဲ့ကောင်းကြီးတကားပေးတာလူမတတ်ဘူးဒါပေမဲ့ဘောလုံးလာချာကိုမုန်းတယ်လူတတ်တမကောင်းကြီးမရောက်နိုင်ဒါကနားလေအဲ့ဒီခတ်တင်တော့ပင်ဘယ်လိုကယူနာကျွေးဝတ်တယ်လဲအဲ့ဒီအရာတွေအားလုံးခရစ်တော်အပြစ်အဖြစ်ဖျားကမှတ်ယူပြီးတယ်ဟောကျွေးဝတ်တဲ့ကယူနာကျွေးဝတ်တဲ့ကယူနာတော့အဲ့ဒါကိုကျွန်တော်တို့နားလေဖို့လို့ဟာကျွန်တော်မဝေးသေးဘူးပဲဘယ်လိုလဲခမရမမွေးသေးပေမဲ့ဖယားရှိမှတော့ခမရရှိပြီလားမရှိဘူးလားရှိပြီဖယားရှိမှခမရရှိပြီအဲ့ဒါကိုဖြတ်လာနဲ့ကျွန်တော်တွားမယ်ကဲအားလုံးတော့ကလိုက်ပါနောက်ကလည်းမဆုံလင်းသေးတော့ကျွန်တော်အလုံးထွေးကိုလဲကိုတော်ဒီကြည့်ရှု၍မြင်တော်မူပြီးထိုအရာတို့ကိုပြုပြင်၍တဆုံတခုများမရှိမီကာလတွင်ကိုရော၏စရင်၌အကုန်အစင်မတ်တာလျက်ရှိကြပါ၏အမေပိုက်ထဲမှာမျက်လုံးလေးမရှိခင်မှာဖယားရှိမှခမည်းရှိခမည်းမမွေးခင်မှာဖယားရှိမှခမည်းရှိပြီခမည်းမတော်တဆမွေးလာတာမဟုတ်ဘူးကျွန်တော်မတော်တဆမွေးလာတာမဟုတ်ဖယားရှိမှကုန်ရှိပြီအဲ့ဒါကျွန်တော်တို့ကအပိတ္တဖြစ်တဲ့သူတည်တယ်တည်တဲ့အထိဘာလို့မလဲအကုန်မြင်ပြီးသားအကုန်မြင်ဝိငင်ဖခင်တွေကပြောတာလဲကျွန်တော်ဖတ်တယ်ကျမ်းစာကပြောတာလဲကျွန်တော်ဖတ်တယ်ကျွန်တော်ကိုယ်တိုင်ဖခင်ကလည်းပြောတယ်ကျွန်တော်မိသားစုပြဿနာတော့ကိုတော့ဒီလိုမိသားစုကိုယ်မဲ့ဆိုတာကြိုးတင်တယ်ဘာကြောင့်ကျွန်တော်ကိုမတတ်တယ်လဲကျွန်တော်ကိုဘာကြောင့်မတတ်တယ်လဲတတ်လိုက်ပါလားကိုတော့နာမလည်းပြတ်တယ်တမန်တော်လည်းဆုံးချက်စာဖြစ်တယ်ဒါကြောင့်ကျွန်တော်ကိုဘာကြောင့်မတတ်တယ်လဲ
တတ်ကြည့်ဖို့မကောင်းဘူးလားအဲ့ဒီအထိဒါကနားလေစေကျွန်တော်ကအခုတတ်လိုက်ပါလားကိုတလိုက်ကောင်းကင်မှာလည်းကျွန်တော်ကိုမထားနဲ့မေးကြည့်ပါမရှိငကြီးကိုပို့လိုက်ဒါကိုတော့ဖြောင်းမတော့ပြဘာပြောတယ်လဲငါသားတစ်တပိတာအခုမှတည်တယ်ငါကအရင်ကတည်းကမြင်ပြီးသားပါတည်ပြီးသားပါတင်ကိုငါတပ်ပြီးလေခရစ်တော်နဲ့တပ်ပြီးလေတင်နပိတဲ့ခရစ်တော်ကအကုန်လုံးဆက်ပြီးပြီလေအဲ့ဒီမှာပြောတာဒါကြောင့်ဒီလိုကဲတင်ချင်းဝင်ခနိုင်တာဒီလိုကယုနာကိုဝင်ခနိုင်တာအဲ့ဒါကိုကယုနာလို့ခေါ်တာစဉ်းစားပါတီးပြီးသားခမင်းနဲ့ကျွန်တော်ပြလို့တာမလဲပါကျွန်တော်ပြလို့တယ်ဝန်နေချီကိုရမန်တယ်ဝန်နေချီကိုမအချက်ကိုချင်းရှိမယ်ဒါပေမဲ့ဖယားကတော့မြင်ပြီးသားသူကမရှိရင်ခရစ်တော်နဲ့အကုန်လုံးရှိပြီကယုနာပဲပိုခံစားစီဘယ်လိုလဲဆိုကျွန်တော်ပြစ်တဲ့ပြူလဲလို့ရွှေမျိုးအလုံးကလည်းယွန်းတယ်ကျွန်တော်ကိုထမင်းစားခေါ်ဖို့လူရက်တဲ့လူကလည်းမမြင်ချင်ဘူးကျွန်တော်ကိုမြင်တာနဲ့ဟောဖက်လိုက်ချင်ဘုရားကငါဒီတင်းကိုမရှက်ဘူးဒီနဲ့အရှင်နဲ့ငါနေတယ်ဟာကယုနာခရစ်တော်ကအဖေသူ့အပြစ်မဟုတ်တာဒါကဆက်သူကျူးလွန်တာမဟုတ်ဒါကျူးလွန်ဒါကကျူးလွန်တဲ့အရာရောမဆက်အငယ်33မှာဖယားလည်းကြဖဲမှာထိုင်ပြီးတော့ငါတော့အတွေ့တောင်းလျှောက်ပြီးရဆိုတာအဲ့ဒါမျက်စိပြင်းတကယ်တော့ဖြစ်တာဒါကြောင့်ဒီကနေ့လုပ်ခဲ့တယ်မိပါလေကျွန်တော်တို့မွေးတော်နေကစားပြီးကတဲ့တီကတဲ့ဒီလိုတဲ့ပြသားလုံးခရစ်တော်ကျူးလွန်တော်အပြစ်ပြီးခမဲတော်ကမကျူပြီးတယ်အဲ့ဒီကနေမကြည့်ကိုသွားတာခရစ်တော်ကိုတနာလိုက်တာကျွန်တော်အပြစ်လုပ်တယ်ခရစ်တော်ကခိုင်းရတယ်ကျွန်တော်အဆက်ကိုရတဲ့ခရစ်တော်ပို့အဆက်ကိုရတယ်ဒါကိုဒီကနေ့နားလည်ဖာကန်မှာလည်းအကျဉ်းတော့ရှိဘူးဒါပေမဲ့မတွေ့ဘူးမိုင်းရှိုးမှာတော့တွေ့တယ်တခိုးမိတက်တဲ့ကဘာလို့လဲလမ်းဆုံးလမ်းခွာမှာရခိုင်တာမိတက်3ရက်လောက်ကဒုနဲ့နောက်ကနေဆောင်တာသူခိုးသမျှကိုကျိုးနဲ့ချိတ်ပြီးတော့သူခန္ဓာကိုငါဒီဖနတ်ခိုးတယ်ဗရာရှာခိုးတယ်အောက်ခံပေါင်းပြီးခိုးတယ်ဂန်ခိုးတယ်ဂန်ခိုးတယ်ယွန်းခိုးတယ်အကုန်လုံးခိုးတယ်ရတယ်အကုန်လုံးမိတဲ့ရသူ့ပေါ်မှာအကုန်လုံးချိန်ပြီးတယ်အော်ခိုင်းတာမောင်ကြီးတော့ကနေလိုက်တာရိုက်တာလူများလေလေအော်ခိုင်းလေလေပဲလူမရှိတော့နာခိုင်းတယ်လူသွားမှအော်ခိုင်းတာအဲ့ဒီပုံစံတဲ့ခမင်းနဲ့ကျွန်တော်အပြစ်အားလုံးခရစ်တော်မှာချိန်ပြီးလိုက်တာကိုရောသူလုပ်တဲ့ပြမို့သားလုပ်တဲ့ပြသူကျူးလွန်တဲ့ဘုံကသားကျူးလွန်တဲ့ပြစဉ်းစားဘူးလားမြင်ကိုမြင်ဘူးလားဝိကမြင်စေလားကဲတင်ချေဝိငါမဲ့ဆိုဒီအရာတိအကုန်မြင်ဖို့လို့တယ်ဂျေဇုတော်၌ကြည်ထွန်းရမယ်ဆိုဒီအရာဒီကိုမြင်ဖို့လိုတယ်ဒါကိုကျွန်တော်ဒီကနေ့နားလည်ရအောင်ဒါကိုဟေရှာယအပိဝိညာဉ်တော်ကချုပ်ပြီးတော့ရေးတာကိုကျွန်တော်ကြည့်ရအောင်ဟ
ဟေရှာ53အငယ်1ကနေ9ဒါပေမဲ့လိုအပ်တယ်လို့ကျွန်တော်ခံယူတဲ့အရာလေးဒီကိုကျွန်တော်တို့ဖတ်မယ်ကဲသာဝရဘုရားကျွန်းဒီအငွန်ကဲတော်လကောင်းတွေ့ချောက်တော်မီ၌ပေါတော်တက်ကဲတော်လကောင်းရှိတော်၌ကြီးပွား၏ပမာဏပြုစာအရှင်တည်တဲ့ခြင်းမရှိချစ်လိုပွေတော်မျက်နှာလက္ခဏာနဲ့ပပိဆုံးဘုဗမာကျွန်တော်တို့တွင်ကြီးမူရှာတော်ခုံလို့မဲ့တာဟောမှာနာမည်ဘယ်လိုခေါ်လဲဟမ်လုံခေါင်ကရီဆာလာလာလေးရှိတယ်နော်ဥပမာပေါ့အမှန်ချအခုလေနော်ရှိတယ်ဒါပေမဲ့ခိုးတယ်လူသွားတတ်တယ်နော်သူမြတ်သားတဲ့တမီဒီကိုအနိုင်တွားချစ်တယ်အဒုစရိုက်လေးငါမျိုးလို့ရှိလို့တယ်အစိုးရကလည်းအစိုးရနှစ်ခုကလည်းအလိုရှိတော့ရှာဖွေတော့သူမိသားနဲ့တပ်ထုတ်တကြမဲ့သူကြီးစားကချစ်လို့လားချစ်လို့ဝေတော့တာမဟုတ်တော့ချစ်ရှာကောင်းတဲ့တာမဟုတ်တော့ယွန်းရှာကောင်းတဲ့တာခရစ်တော်အပြစ်မရှိဘူးအပြစ်မတည်ဘူးအပြစ်မလုပ်ပြီးနဲ့အလှပါဆုံးဤသူဒီငါနှစ်သက်မြတ်နုတော့ငါဤချစ်သားပဲလို့ခမဲတော်ကပြောပေးမဲ့ဒီမှာတော့ချစ်လို့ဝေတော့မျက်နှာလက္ခဏာလူလုံးဝမရှိဘူးတင်းတေချင်းလည်းမရှိဘူးဘာကြောင့်ကျွန်တော်တို့အပြစ်အားလုံးသူ့အပြစ်အဖြစ်ဖတ်ယူပေးတယ်ဒါကြောင့်မာတင်လူတာကတော့ကဘာပေါ်မှာအပိတာဒီမှာအကြီးဆုံးအပိတာဟာယေရှုပါကျွန်တော်တို့လောက်တဲ့ဒုစရိုက်အပိတာလုံးမှာသူ့အပေါ်မှာခမဲတော့ကလွေးလိုက်ပြီလေသူကိုတိုက်လိုက်ငါကကျူးလို့တဲ့အပိပါလို့ကျွန်တော်တို့ကိုချစ်လို့လက်ခံလိုက်ပြီခမဲမြင်တယ်လားအဲ့ဒါထဲလားမဟုတ်ဘူးမထီမဲ့ပြုချင်းကိုခံတဲ့လူတို့ရဲ့အယုတ်ဆုံးတော်သူဖြစ်တယ်ဒါကြောင့်ကနေ liberal ဒီကကားလိုက်ကိုကြည့်မဆိုင်ကောင်းကြည့်ပဲဘယ်တော့ဆိုလေကားတယ်ကြည့်မဆိုင်ဘူးကောင်းကြည့်ပဲဝမ်းမြောက်ခြင်းပဲပျော်ရွှင်ခြင်းပဲရှာတာကျွန်တော်ဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းမရှာဘူးခရစ်တော်ကျွန်တော်အတွက်ဒုက္ခရှိစေခံတဲ့ဝေဒနာမှာပဲမြဲတမ်းဆက်ဆံခြင်းတယ်ကျွန်တော်အတွက်အဆက်ကွဲတဲ့နေရာကိုပဲကျွန်တော်ဆက်ဆံခြင်းတယ်ကျွန်တော်တုံငယ်ချင်းဒေါက်တာရှီလန်မန်အချင်းပေါင်း90အန်ပြီးတော့လေဖြက်ခါလေးဆေးရုံမှာမနေ့ပြန်ကျွန်တော်ကြားတော့ကျွန်တော်မနေ့ပိုင်း3နာရီဆုတာမနေ့ပြန်တော့ကျွန်တော်ဖုန်းချက်ကျွန်တော်လာပဲမလာနဲ့မလို့ဘူးတဲ့အဝေးကနေဆိုဒီမှာကျန်လာတဲ့အခါမှာသမင်းစားရအောင်ဆိုတာကျွန်တော်မကြိုက်ဘူးနေမကောင်းတဲ့ခါလာတာပဲကျွန်တော်ကြိုက်တယ်လာခရစ်တော်ကခမရနဲ့ကျွန်တော်တို့ဆက်ဆံတဲ့ဒုက္ခရှိတယ်မတိချင်ဘူးလားစဉ်းစားပါအခုယုံကြည်သူရှိရအဲ့ဒီမှာမတော်ဘူးကောင်းကြီးဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းတကယ်ရှင်မလေးယုံကြည်သူဖြစ်ကိုဖြစ်ပါမလားဖြစ်ရင်တော့မှကလေးပဲဖြစ်သေးတယ်ကလေးလေးကအမေသေးတာတော့မသေးဘူးသမီးဝအောင်စားသေးတယ်တည်ချင်းတရားမသိသေးဘူးလေနားလေမထီမဲ့ပြုချင်းခံတယ်လူတို့တွေအယုဆုံးတော့ခမရပဲဒါကြောင့်ကိုရောကျွန်တော်အပိကိုပေါ်ပြပါကျွန်တော်အပိသားတယ်လို့လေဖယားကခမရအပိကိုပေါ်ပြတဲ့ယေရှုလေကဘာပေါ်မှာအယုဆုံးတော့လူကခမရပဲ
မထီမဲ့နဲ့ပြုခြင်းခံတယ်လို့ခမရပဲခမရစိတ်နှလုံးမှာခမရကျိုးလို့တဲ့အပိအလုံးခမရမအကုန်လုံးချိန်လိုက်တော့ကတော့ဘယ်သူကခမရကိုကြွဆိုင်အောင်မလဲဒါပေမဲ့ဖယားကခရစ်တော်မှာအကုန်လုံးလွေးပြောင်းလိုက်တယ်မထီမဲ့နဲ့ပြုခြင်းခံတယ်လူဒီတဲမှာအယုတ်ဆုံးတော့သူဖြစ်တယ်ခမရနဲ့ကျွန်တော်အပိလူဆိုင်ဒါပဲလားစကားတက်လာမဟုတ်ဘူးအပိနဲ့ပတ်သက်တဲ့ဒုက္ခရှိရင်သူ့ပေါ်မှာတွန်းလောင်းခြင်းခံတယ်ဒါကြောင့်နောက်ကလိုက်ကြပါညူငင်တော်သူနာကြည့်ခြင်းဝေဒနာနဲ့ကျွမ်းဝင်တော်သူဖြစ်သည်ညူငင်တော်သူဆိုတော့ပါလေကင်ဆာယောဂတဲ့ဝေဒနာခံစားလို့အေးရင်တော့မှမြည်တော့ခြင်းဖြစ်တည်တာပတ်စံနဲ့ပြအတွင်းမှာမြည်တော့ခြင်းရှင်းစားကျွန်တော်အပြစ်နဲ့ပြိုလဲတော့မှအထဲမှာမြည်သွားတာဖယားပဲတည်တယ်အဲ့ဒီချိန်မှာပဲခရစ်တော်ကျွန်တော်ကိုစားပြီးသွားတယ်ဆိုတာကျွန်တော်မြည်ဆန်းတာပဲရှိတယ်ကဲထားတယ်နာကြည့်ခြင်းဝေဒနာနဲ့ကြုံဝင်တယ်မိဘစကားနာမထောင်လို့ခမရမရောက်မဲ့နာကြည့်ခြင်းဝေဒနာမုတ်တာပြောလို့ခမရခံရမဲ့ဝေဒနာလင်းလို့ခံရမဲ့ဝေဒနာနော်ခမရမွေးတော်လေးကစားပြီးတီးတော်နဲ့တီးလောက်ကဲတဲ့ဒူစရအပင်းနဲ့ပတ်သက်ပြီးရှိရင်ချင်မရှိတဲ့နာကြည့်ခြင်းအလုံးတစ်ခုမကျန်ခရစ်တော်မှာတွန်းလို့လိုက်တာကျွန်တော်တို့အပင်းလို့ရင်ကြီးတယ်အဲ့ဒီနာကြည့်ခြင်းဝေဒနာခရစ်တော်နာကြည့်ခြင်းဝေဒနာနဲ့ကြုံရတာစဉ်းစားပါဒါကြောင့်ကျွန်တော်မူတော်ဆောင်တဲ့ခါမှာခရစ်တော်ကိုလူဒီအားမိတ်ဆက်ပေးနိုင်တော်သူဖြစ်ဖို့ဘုရားဘလို့ရတယ်ဆိုတော့ပေါ်မှာမမူတည်ဘူးဘလို့ဟောနိုင်တယ်ဆိုတော့ပေါ်မှာမမူတည်ဘူးခမရအပိကြောင့်ခရစ်တော်ဘလို့နာကြည့်ခြင်းဝေဒနာခံစားတယ်ဝိညာဉ်ကမိဆန်ခိုင်းတော်သူပဲတတိပိတယ်နာကြည့်ခြင်းဝေဒနာကြုံတယ်ဒါကိုဆုံလင်းနဲ့စကလုံးတလုံးနှလုံးနဲ့ဟေဘေဩဝါဒစာရေးသူအပိဝိညာဉ်ကဖော်ပြတယ်ဟေဘေဩဝါဒစာခန်းကြီးနဲ့အငဲ30အလုံးနောက်ကလိုက်ပါအကြောင်းမူကားမြတ်စွာသောသားတို့ကိုကယ်တင်၍ဘုံရှိစဉ်ဆန်းစားရသောကိုဆောင်တော်ရှင်သည်ဒုက္ခဝေဒနာအပြင်ဆုံလင်းခြင်းတော်ရောက်မဲ့အကြောင်းခတ်သိမ်းသောအရာတို့ကိုဟန်ရှိ၍အုပ်စိုးတော်မူသောဖယားသည်ရှိရင်တော်မူအပ်၏ကျွန်တော်တို့မွေးတော်နေကစားပြီးတည်တော်နေတည်လောကတဲ့ဒုစရအပိအာလုံးတဲ့ကနဲ့ကျွန်တော်တို့ကိုရွေးနှုတ်ဖို့ရတယ်တွဲအဲ့ဒီအဖို့ခါကိုခရစ်တော်ကပေးတယ်နောက်ဘုံရှိရှိဘုံကုန်တရေကဘုံကုန်တရေနေပဲဘုံကုန်တရေနေပဲမှာဝင်တော့ပြဘုံရှိချင်းကိုဆက်ဆံဖို့ရတဲ့အတွက်ခရစ်တော်အဲ့တော့ဘယ်လိုနဲ့ခမဲတော်ကလုပ်တယ်လဲဒုက္ခရှင်ရဲ့ဝေဒနာပြီးရှုံးလင်းတော်သူဖြစ်ရှင်ဟာလေလုယာအနာငင်းစေတော့ကမဟုတ်သေးဘူးတောင်းပို့တဲ့တနာဟောတော့ကမဟုတ်သေးဘူးလူတည်တည်ကိုထားမျိုးစေတော့ကမဟုတ်ဘူး
ဒုက္ခရှင်ရဲ့ဝေဒနာဖြင့်ဆုံးလင်းတော်သူဖြစ်တဲ့ကားတိုင်းမှာပဲဖြစ်တယ်ဟာလေလုယာခမရနဲ့ကျွန်တော်မွေးတော်ချိန်ကစားပြီးတည်တဲ့နေချင်းလောက်ခဲ့တဲ့ဒုက္ခအပိဒုစရိုက်အာလုံးတခုမကြမ်းမရှိတဲ့ဒုက္ခရှင်ရဲ့ချင်းအလုံးတခုမကြမ်းခရစ်တော်ပေါ်မှာတွန်းတော်ယုံတင်မကဒုက္ခရှင်ရဲ့ချင်းပြီးဆုံးလင်းတော်ဟာအပိမရှိဘူးအပိမတိဘူးအပိမလို့ဘူးဒါပေမဲ့အပိလို့တော်သူရဲ့ဒုက္ခရှင်ရဲ့ဝေဒနာကိုဆုံးလင်းစွာဆက်ဆံတော်သူဖြစ်စေတာစေဆောင်စဉ်းစားဖို့လားကိုစားပြုတာတဲ့မဟုတ်ဒုက္ခရှင်ရဖြစ်ပါလေဆုံးလင်းတော်ပုကိုကျွန်တော်အဖြစ်တစ်ခုလုံးတော့အဖေကသွားရော်တယ်ဒါပေမဲ့သူပဲသွားရော်တာသူကိုယ်တိုင်ကဒုက္ခရှင်ရဝေဒနာကိုတော့မဆက်ဆံဘူးခရစ်တော်ကြတော့အဖို့ကပေးရုံတမကသူကိုယ်တိုင်ဟာဒုက္ခရှင်ရခြင်းပြီးဆုံးလင်းတော်ပုကိုဖြစ်စေတာဒါကိုခမရတဲ့ဘောပေါ်ရင်တော့လွတ်မြောက်ခြင်းရာယုံတမကဘုံရှိရှိနေပေမှာကျင့်လေတော့ဖြစ်နေကဲဘာဒီကိုဘာဒီလေဟေရှာ53ကိုပြန်ကြည့်အောင်ဟေရှာ53မှာဘာဒီဆုံးလင်းတယ်လေထိုသူဒီငါနဲ့အနာယောဂဝေဒနာများကိုယူတည်ဆောင်ရွက်သည်၏ဒုက္ခရတော့ဒဏ်ချတာပြီးငါတို့ဒီအနာပြုတ်၏အပိကြောင့်ခန္ဓာကိုယ်ကကြည့်တဲ့ယောဂဟူသမျှမရှိတဲ့ဒုက္ခရှင်ရဲ့ဝေဒနာခရစ်တော်ကိုဆက်ဆံစေတယ်ကျွန်တော်တို့စီးချူတစ်ခုနဲ့တော့ဒုက္ခရောက်လာတယ်ကင်ဆာယောဂတစ်ခုနဲ့လာတာနဲ့မလဲဒုက္ခရောက်နေတာခရစ်တော်မဟုတ်ဘူးယောဂပေါင်းစုံမရှိတဲ့ဒုက္ခဝေဒနာပေါ်အကုန်လုံးတို့ကိုဆက်ဆံစေတာခမရတွေ့မကြဘူးအဲ့ဒါသဘောပေါက်ဖို့လိုတယ်ခရစ်တော်သဘောပေါက်ကိုတော့ကျမ်းမရှိပါအပေါ်ရန်ကြောပဲဒီလိုစုတော်တာကိုကျွန်တော်စောင့်ကားတာမဟုတ်ဒါပေမဲ့အပေါ်ရန်ပဲခမည်းကျမ်းမှာပေါ့ရှင်ယောဂဟူသမျှနဲ့ပတ်သက်တဲ့ဒုက္ခယောဂအလုံးခရစ်တော်မှာယောဂမှာရှိတဲ့ဝေဒနာအလုံးခရစ်တော်မှာဆက်ဆံခမည်းတော်ကျမ်းအဲ့ဒါကိုသဘောပေါက်ငါဒီတင်တော့အနာကိုပြောင်းစေတော့ငြိမ်းစေတော့ဖျားဖြစ်တဲ့ဆိုရအဲ့ဒီမှာလေကားတယ်ကဲဒါပဲလားဘာပြောတယ်လဲဖျားဒါကတော့မူချင်းကိုလောကဖျားတကယ်ဆုံးမရနိကြတော့မူချင်းကိုခံရတော့သူဖြစ်သည်မိဘစကားနာမထောက်လို့ခမရမုတ်တာပြောလို့ခမရလင်းလို့ခမရစေပေါ်တော့ပုံမှန်မပြေလို့ပြရတော့ချိုးပေါ်လို့ဖယားပြောင်းမချင်းတန်ရှင်းချင်းတရားတော့ဖယားဖြစ်ချင်လို့ပြည့်မရှိတဲ့ခမရကိုတန်ခရမယ်ခမရကိုရှုံးရမယ်အဲ့ဒီအရာအလုံးခရစ်တော်ပေါ်မှာရောက်တာအဲ့ဒါမှဒုက္ခရှင်ရဲ့ဝေဒနာနဲ့ဆုံးလင်းတော်ဘူးဖြစ်တယ်စဉ်းစား
ဘယ်လိုရောက်လဲနာကျင်စွာထိုးချေနာကျင်စွာနှိပ်စက်ချေခိုင်းညာလုံးပေါပတိုင်းမွေးနှုတ်ပြီးတော့ထိုးတာဟေရှာ90ငယ်6ပတိုင်းမွေးနှုတ်တာမလွယ်ဘူးနော်တွေးအကုန်လုံးထွက်တာနင်းကလေးတော့တိမှာပေါ့ပတိုင်းမွေးမရှိတော့ဘာဘူးဒီကပူတိမယ်ဒီမှာတော့ပတိုင်းမွေးနှုတ်တယ်ကိုင်းပြီးတော့နှုတ်တယ်ထိုးတယ်မုံတာပြောတဲ့နှုတ်ကိုရှိနေတာဒန်ခကေတစေမန်ဦးရင်မဘလို့လဲခန္ဓာကိုယ်ကလည်းတွေးချွေးထွက်တယ်အပိတေခန္ဓာကိုယ်ကိုရှိနေတာဆုံးမတာဒါကိုနေရာဒီမကဘောဘာလာတဲ့ကြာပတ်ပြအချင်းပေါင်း40ရိုက်တယ်ကြောပြမအကြီးခွန်းတာမရှိအကုန်လုံးအယူပဲပေါ်တယ်ကျွန်တော်တို့အပိဓခန္ဓာကိုရှိရင်သာဆုံးမတာရှုတယ်အမလေးတားလိုက်တာတလဲမတော့မရှိဘူးလဲမဝတ်လို့ဒါရအမလေးငါတည်တော့မယ်ကြောပြမအကြီးခွန်းမရှိရှုရဆုံးခိုင်းတာတာမန်ရှုမဟုတ်တလဲမခွေနေလဲမလို့ရှိတဲ့ရှုကန္တာရတော့မရှိတဲ့ရှုအဲ့ဒါကိုတရဖူပြီးဆုံးခိုင်းတာအပိလောကကဖန်ဆင်းခြင်းကိုပြတဲ့တရဖူကရှုပဲဖြစ်တယ်မဝတ်မဆိုတော့ကြိုက်ကြတယ်အကုန်ဝန်တဲ့ချွေးအတွေးထွက်လာကျွန်တော်တို့ဦးနှုတ်မကောင်းတဲ့အရာစဉ်းစားတဲ့ဦးနှုတ်ကိုဆုံးမခြင်းရှိရင်ချင်းဖြစ်တယ်ဆိုတော့စဉ်းစားမြင်ကောမြင်မှုပြီလားဝိညာဉ်ကမြင်ရှိပြီလားနော်လက်မတမှုလက်တပါလို့တော့အမှန်စဒီမရိုက်တာဒုစရိုက်ကိုလောက်တဲ့လက်ဖယားမလို့ချင်တဲ့အရာကိုပဲကင်တဲ့လက်ဖယားပုံကံဖို့ရအတုံးပြုတဲ့လက်ဆုံးမခြင်းရှိရင်ခြင်းဒဏ်ခတ်ခြင်းချစ်တော်လည်းခြေဘဝမဟုတ်ဘူးခြေတလုံးဒီလိုထပ်ပြဒီမိုက်ကြိုက်တာဘယ်လောက်နာမလဲဒုအပိဒုစရိုက်လို့တဲ့နေရာမှာတွားတဲ့ခမချီကိုဆုံးမတဲ့ဒဏ်ခတ်တဲ့ရာဖြစ်တယ်အပိဒုစရိုက်ဌာနချုပ်ကစိတ်နှလုံးလှမ်းနဲ့ထိုးတယ်ရေနဲ့တွေးထွက်လာတယ်ကဲဒုက္ခရှင်ရဲ့ဝေဒနာဖြစ်ပါလေဆုံးလင်းတော့ကျွန်တော်တို့ကမတိပေးနိုင်တော့ဒုက္ခရှင်ရဲ့ဝေဒနာဘယ်သူအဖြစ်ကြောက်လဲခမရတဲ့ကျွန်တော်ဒုစရိုက်ဒီအရာကခမရရှင်တဲ့ကိုမခွဲဘူးလားခမရရှင်တဲ့လုံးအကြည့်မပြောဘူးလားဒီຢာတွေကျွန်တော်အခုမပြောနိုင်ဘူးပြောနိုင်ဖို့ရလည်းအားမရှိဘူးဒီအထီးပဲခမရဒါကြောင့်ခမရနဲ့ကျွန်တော်အတွက်ဘာမှမရှိတော့ဘူးဆိုတာသူသိတယ်။နာဒီကနေ့နားလဲပါခမရနဲ့ကျွန်တော်ဘယ်တော့ပုံစံလဲ။ကိုင်းနာကအကျွန်တော်အပြစ်ဒီမဖြေနိုင်အောင်ကြီးမားပါသလား။ဟဲ့။ကိုင်းနာကသူငယ်အဘယ်ကိုတက်လိုက်တယ်။သူရှိကြတဲ့ပူဇော်တဲ့ဖယားကလည်းမခံဘူးတော့တရအဘယ်လာကိုတက်တယ်။ဖယားတကြီးကသူ့ကိုချင်းတဲ့အမလေး
ကျွန်တော်အပိကတလို့ကြီးမှာမဟုတ်ဘူးအတကျွန်တော်အပိကိုမဖြေနိုင်တယ်လို့တောင်းကြီးသလားအဲ့ဒီတိုင်းခမရမွေးတော့နေကစားပြီးတေးတော့တဲ့လို့တဲ့ပိတာခမရဖြေလို့ရတယ်မဖြေလားခမရမျက်ကြီးနဲ့ဖြေနိုင်မလို့ထင်သလားခမရအစားဆုံးခြင်းနဲ့ဖြေနိုင်မလို့ထင်သလားခမရအိုခြင်းနဲ့ဖြေနိုင်မလို့ထင်သလားဟာလေလုယာဆိုအချင်းပေါင်းတရားအိုခြင်းနဲ့ဖြေနိုင်တယ်လို့ထင်သလားခမရအပိတာအင်းနေနာပေါ်မှာရှိတဲ့အပိကိုဖြေလို့ရပေမဲ့ဖန်ရှင်းရှင်ဘယင်းတကဘယင်းပေါ်မှာခမရနဲ့ကျွန်တော်ကျိုးရတာဖြေလို့မရဘူးဘာသာတရားဖြေလို့မရလူမှုရေးဖြေလို့မရဘူးရှင်ချင်းတုံတရားဖြေလို့မရဘူးကိုချင်းတရားဖြေလို့မရဘူးဖြေလို့မရတဲ့အရာဘာနဲ့ဖြေမလဲတည်တဲ့လူကဖျားပဲဟာလေလုယာဖြေနိုင်ဖို့ရအတွေ့အကြုံလောက်ဖို့လိုတယ်ဒါကြောင့်ကျွန်တော်တို့မရှိတော့ကြောင့်သူ့သားတော်ကိုပေးတယ်သူ့သားတော်အတွေ့ကိုပေးတယ်ဒါကြောင့်ခရစ်တော်ဤအတွေ့ဟာတကိုးကြည့်တယ်တန်ဖိုးကြည့်တယ်ကျွန်တော်တို့အပြစ်ဖြေဖို့ရတဲ့အတွက်လုံလောက်ယုံကြည်မကပို့ပြီးတော့ရှမ်းတယ်ဟာလေလုယာဒါကြောင့်အပြစ်ရှင်ခြင်းမရှိတော့လုံလောက်တာမဟုတ်ပို့ရှမ်းတာတကိုးကဘယ်လိုကြည့်မှလဲခွန်လို့ချင်မဟုတ်မူးပွန်လို့ဖြိုးရှင်တာမဟုတ်မူးပွန်တဲ့ဖြိုးရှင်ရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အတွက်ဘာမှမရှိတော့ဘူးဆိုတာဖယားခရစ်တော်ကတည်တော်အမှုပြီးပြီကျွေးကြော်တာအမှုပြီးပြီလို့မပြောအမှုပြီးပြီကျွေးကြော်ရင်အိုးဘာကျွန်တော်ဝိငင်တာဝိငကိုတော့နဲ့အနန္တတေးတာမဟုတ်သူ့အဝိငင်ကိုခမဲတော်ရှင်မအပ်တာကျွန်တော်တို့အမှုမရှိတော့အပြစ်အလုံးခွန်လို့ဟာလေလုယာဒါကြောင့်ဖခင်ကဘယ်လိုချိန်ရတယ်လဲအဲ့ဒီချိန်ကနေဖခင်ကဘယ်လိုချိန်ရတယ်လဲဟေဘဲဝရစာခတ်ကြီးရှိအငယ်စနေနောက်ကလည်းပါထိုအခါငါသည်သူတို့အပြစ်များကိုတီးခံမယ်သူတို့ပြစ်မှားခြင်းလွန်ကျူးခြင်းများကိုမောက်မေ့ပဲနေမယ်ဥထာဝရဖျားမိန့်တော်မူ၏စဉ်းစားပါခရစ်တော်ကားတိုင်မှမတည်ရင်ကျွန်တော်တို့မွေးတော်နေကစားပြီးကနေတိလို့တဲ့ဒုစရပီတီကနေတိလို့ရအောင်အပိတာမိနာရဖယားတော်တာထွန်းတာဖယားမြတ်တော်တာကိုနှိုးဆော်တာမုတ်တာပြန်တော့တာထွန်းဒီလင်းနာနဲ့မုတ်တာအဖေးမစကားနာမတုံးတဲ့မုတ်တော့ဖယားတော်တာထွန်းတဲ့အပိမင်တိုင်းတော်တာထွန်းတဲ့ဖယားဒါပေမဲ့တာတော်ကျွန်တော်တို့ကိုစားပြုတော်သူဖြစ်ခမဲတော်ပေးတယ်တာတော်ကကျွန်တော်တို့အပိတာလုံးဒုစရပိတာလုံးသူအပိတာဖြစ်ခမဲတော်ကလည်းလွေးတယ်သူကလည်းလက်ခံတယ်ဖယားတန်စင်ချင်းပြောင်းမချင်းတရားတော်ဖယားဖြစ်ချင်းတမန်တရားဖယားဖြစ်ချင်းခမရနဲ့ကျွန်တော်အပိလုံးဒုစရအပိအားလုံးနဲ့ပတ်သက်ရှိရင်ချင်းတာခရစ်တော်နဲ့အကုန်တွန်းပလိုက်တာအမြတ်တော်တာအကုန်တွန်းတယ်အမြတ်တော်တာမရှိတော့ဟာလေလုယာအမြတ်တော်တာမရှိကုန်ပါအမြတ်တော်တာရှိတဲ့တော့မယုံကြည်ခြင်းကြောင့်အမြတ်တော်တာရှိတယ်
မြတ်တို့စရိုက်ကြောင့်အမျက်တော်တာမရှိမယုံကြည်ခြင်းအမျက်တော်တာပဲရှိတယ်ဒါတော့ကိုယုံကြည်တော်သူတွေထာဝရတရားတွေဒါတော့ကိုမယုံကြည်တော်တွေထာဝရတဲ့ကိုမရဖယားရဲ့အမျက်တော်တာယခုသူ့အပေါ်မှာရှိတယ်ဒါပေမဲ့ခမင်းနဲ့ကျွန်တော်တို့စရိုက်ပြစ်ကြောင့်အမျက်တော်တာကာတိုင်းမှာအရှုံးတတ်ပြီဒါပေမဲ့ကိုခမရတဲ့လောခရီးတော်ရှင်မတော်ဘဲနဲ့နေတဲ့အရာဟာခမရအပြစ်မရှိတဲ့ဖယားကတနာတယ်တနာကျင်နာတော့ဘုရားဖြစ်ပါတယ်တရားရှင်တဲ့ဘုရားဟာတရားတနာကျင်နာတော့ဖခင်ဖြစ်သွားတယ်ဟာလေလုယာတရားတကြီးဟာဖခင်ဖြစ်သွားတယ်ကျွန်တော်တို့ဒုစရအပြစ်ကြောင့်ဒေါသထွက်တဲ့ဘုရားဟာကျွန်တော်တို့အပြစ်ထဲမှာရှိတာကိုမြင်တဲ့အခါမှာတနာတယ်တော်လွန်ကျူတဲ့အဖြစ်ဒီတော်ပင်ရတော့ကိုချူဖို့အဖြစ်ဒီအားငါမိမတိတော့ဘူးပါကြောင့်ခရစ်တော်ကဆက်ပြီခရစ်တော်အတွေ့တကူအကြီးမားတော့အကုန်လုံးတုတ်တင်ဖေရှာပြီဟာလေလုယာဒါကြောင့်ကိုရောဆိုပြီးတော့သူရှိမှတော့ကိုရောထမကျွန်တော်လာပြီ။အော်ကျွန်တော်အဖြစ်ကိုရောကယောဂအဖြစ်မှတ်ယူတယ်။အရင်တော့ကကျွန်တော်တေရှိရင်တော့တရားသူကြီးဖြစ်ပြီ။ခရစ်တော်ကကားတိုင်းမှာအဖို့ကဆက်ပြီးချင်တာဖြစ်။အခုတော့ကျွန်တော်ချစ်တဲ့ဖခင်ဖြစ်ပြီ။ဒါကြောင့်ကိုရောထမ်းတယ်ကျွန်တော်လာပြီ။ပြောကြည့်စမ်းအဲ့ဒီကနေရှုထုမယ်လွတ်မြောက်ခြင်းခံစားမယ်ဘုံကုန်တည်တဲ့နဲ့ဝယ်ရောက်သွားမယ်ဘုံကုန်တည်ကိုလည်းခံစားမှာဖြစ်တယ်ဒါကိုဒီကလေးနားလည်ပါဒါကြောင့်ခုနကျွန်တော်ဆိုတဲ့တစ်ချက်တစ်ပုဒ်အတိတ်ပဲရှင်းစားရည်နဲ့ပြန်ဆိုရအောင်နော်ကဲမတ်ရကြရအောင်သာသနာပြုဆရာကဒီနန်းလာတယ်တာသမောပေါ့ပြီးတော့ခုတော့ကျွန်တော်အောင်ပြီးတော့မယ်အဲ့တော့နောက်လေးနှစ်မှတစ်ခေါက်ပြန်သွားတော့သူတင်တပြန်လာတယ်ခင်ဗျအောင်မင်းလား6လတော့အောင်မင်းတယ်လေခင်ဗျတပတ်တက်တာ6လခန့်နေဆိုတော့မဆိုးဘူးလေတော့နော်လူနာတွေအတွက်ဆူတောင်းပြီးတဲ့ချမ်းသာတယ်နတ်ပူတဲ့လူတွေဘောင်းထုတ်ပေးတဲ့ထွက်တယ်အဲ့တော့တကယ်ကိုလာစားတော့မစားတော့တော်ဝန်တာဟိလာဖို့အတားလာဖို့ဆမ်းလာဖို့တဲ့ဒါပေမဲ့6လပဲခံတယ်တပတ်သွန်းတာကို6လခံနေစမဆိုးဘူးလေကိုကျွန်တော်တို့လည်းဆရာဆရာမတွေယုံကြည်သူတွေရောဒီမှာကျွန်တော်ခံစားတဲ့အဲ့ဒီတန်ရှင်းလက်ရှိဖို့ရကိုတိုင်အမေတန်နားထောင်ဖို့လို့လေအမေတန်ဖတ်ဖို့လို့လေအမေတန်ကိုကာကွယ်ဖို့ဆောင်ဖို့လို့လေကျွန်တော်တို့မဟုတ်ဘူးတချို့တွေတလခန့်ပဲတချို့တွေ3လခန့်ပဲအကြာဆုံးကဘလို့လာကြတော့က6လခန့်ပဲဆန္ဒနော်အဲ့ဒါဒီမလုပ်ရဘူးနော်ကျွန်တော်ဆန္ဒအဲ့ဒါတော့မအဲ့ဒီနေပဲတန်ရှိဖို့တဲ့တန်ကြံစားပတ်တဲ့နားထောင်နဲ့ဖတ်တဲ့ရှင်းတဲ့အောင်မိတဲ့ကျေးဇူးတော်ချီးမွမ်းတယ်။ဒါကြောင့်တနည်းနဲ့တနည်းမတူတလားနဲ့တလားမတူနှုတ်ကပတ်တော်အရှင်ဟောလည်းမတူကျွန်တော်ကိုယ်တိုင်လည်းတည်တယ်လေကျွန်တော်လည်းမတူဘူးဆိုတယ်အကြီးကငွေမနဲ့ကိုယ်မတူဘူးဆိုတယ်နှုတ်နဲ့လာတဲ့ဒီနေ့ငွေမနဲ့တော့နေလာငွေမတူဘူးခရစ်တော်နဲ့လူတစ်ဖြစ်ချင်းအရှင်ရှိအဲ့ဒါဒီနားလေဒါမှကျွန်တော်တို့လူမျိုးကိုဖတ်နိုင်ပါကျွန်တော်တို့ဆွေမျိုးကိုခရစ်တော်ရှင်ပို့ဆောင်နိုင်နိုင်ငံတော်ကျေပြတ်နိုင်တယ်
အဲ့ဒါကိုနားလည်ရှိချင်တယ်ကဲဒီတော့ခုတော့ဂယုဏထဲမှာသာတိယကျမ်းစာမှာပေါ်ပြတယ်အောင်ကျွန်တော်ကြည့်မယ်ကဲဒီချင်းမဆုံးသေးဘူးနော်မနေ့ပြန်မှမနေ့ပိုင်းအဲ့ဒါတည်တယ်နော်ကဲအဲ့ဒါမှကျွန်တော်ဘာတွေ့တယ်ငါတော့လွန်ကျူးသည်အပိဒုစရမြတ်နဲ့ပတ်သက်၍နောက်ဆက်တွေခံစားရမယ်ကြောင့်မဲ့ဘွေမကောင်းမှုအလုံးကိုလည်းသူအတွက်မှယူပေးတယ်ဒါနားလေခမမပြောင်းလဲခင်တော့ကဖိုးဆိုလို့ရတဲ့ကြောကရသလားဒါတော့ဖို့ယောဂကနေခမလွတ်လာခမမလိကမာလို့ပညာရေးမှာဆုံးသလားစီးပွားဆုံးသလားအဲ့ဒါနှုတ်ဆက်တွေဆိုတော့မရှိတော့ဘူးအဲ့ဒီကနေအော်ဝေးဖယားကကောင်းကြီးပြန်ခံစားစေအဲ့ဒါသိရင်ကဲကျွန်တော်တို့ဒါကိုကြည့်အောင်နော်ဝတ်ပြုရာအခန်းကြီး26အငယ်78ကနေ28ထဲမှာကျွန်တော်တို့၄ခုတွေ့တယ်အဲ့ဒါဖတ်ကြည့်အောင်တင်တော့အပိကြောင့်ခொနစတန်ကိုငါပေးဦးမယ်အပိတလျောက်ခொနစဘေးကြီးကိုငါတက်ရောက်ရှင်တင်တော့အပိကြောင့်ခொနစတန်ကိုငါတက်ရောက်ရှင်တင်တော့အပိကြောင့်ခொနစဘေးကြီးကိုငါပေးဦးမယ်အပိဖေရတော်လဲတာရှင်မေစတာတိယသတ္တဒုထစတိတိုင်အောင်အဘတော်ရဲ့အပိကိုတားတော်နဲ့ဆက်ပေးရှင်တော်မူသောဖျားဖြစ်သည်ဓမ္မဟောင်းခမရပြလို့ရင်ခုနစာရိတ်တယ်ဘေခုနစာဒန်ခုနစာဆုံးချင်းခုနစာပေးမယ်ပြင်းရတော့နော်ပြင်းရတော့ကျွန်တော်တို့နားလေဖို့ရတဲ့အတွက်ပြင်းရတော့အောင်မှာဒါဝိမင်းကြီးအပြစ်လို့ဖယားကခွန်လွတ်တယ်ဒါပေမဲ့ပြန်ပြီးတော့လေးစားဆံညာသူကလေးလေးဆုံးသွားတယ်သူသမီးကသူ့အကိုအမွန်ကမပြစ်မှာတယ်အမွန်ကိုအပ်ဆလွန်ကတတ်တယ်အပ်ဆလွန်ကိုဒါဝိစစ်တာတဲ့ပြန်တတ်တယ်အပိတော့ခွန်လွတ်တယ်ဒါပေမဲ့သူလုံးတဲ့အပိနှုတ်ဆက်တော့ဆိုးချိုးတော့သူရိတ်နေရတယ်ဒါပြင်းရတော့ဒါကိုတဘောမပုတ်ကြတဲ့အခါများစွာသောသူတွေကအပိကခွန်လွတ်တယ်ဒါပေမဲ့ဒါကိုကျွန်တော်ဒုက္ခရောက်ရမှာပေါ့အရင်တော့ကလုပ်တဲ့အရာအဲ့ဒါလို့ခံယူကြတယ်မဟုတ်ဒါဝိကအဲ့ဒါလို့ဖြစ်တဲ့အခါမှာဒုက္ခတခြင်းဆက်ဆိုတယ်သူဆက်ဆိုတဲ့ခြင်းကိုကျွန်တော်တို့ကြည့်ရအောင်ကျွန်တော်တို့ဓမ္မတိကိုပဲကျွန်တော်ကြည့်တယ်ဝိညာဉ်တော်ကရွေးနှုတ်ပေးတဲ့အရာရောမလေးအငယ်ခုနှစ်အလုံးတော့ကလည်းအပိလွတ်ခြင်းဒုစရအပိကိုဘုံမုတ်ခြင်းတို့ရောက်တော်တို့သည်မင်္ဂလာရှိသာဝရဘုရားအပိတိတော်မူခြင်းနဲ့လွတ်တော်သူသည်မင်္ဂလာရှိဟုပြောဆိုတဲ့အပိကိုလောက်ပေမဲ့ဘုရားကအပိမတင်တော်သူတွေဘာလဲမင်္ဂလာရှိတယ်ပြင်းရတော့မှာတော့အပိတင်တယ်အဲ့ဒါဘာလဲကပကျေးဇူးတော်မနေ့ပြန်မှအရင်မပြောမယ်ဒီကနေ့တော့အတိုင်းတာတစ်ခုပြောမယ်ကာရိုင်ခရစ်တော်အတေခံပြီးနောက်ပိုင်းကျေးဇူးတော်ကာလမှာဆိုရင်ကျွန်တော်တို့အပိလောက်တဲ့အခါမှာဖယားကအပိမတင်ဘူးတနာကျင်နာတယ်အပိတင်ချင်တာလုံး
ခရစ်တော်ကအကုန်လုံးဆက်ပေးပြီဟာလေလုယာအပြစ်တင်ခြင်းအလုံးခရစ်တော်ကအကုန်ဆက်ပေးပြီဒါကြောင့်ဖခင်ကအပြစ်လုပ်ပေးမယ်အပြစ်မတင်တော်သူဒီမင်္ဂလာရှိတယ်ကထာဒါကြောင့်ဒီကနေ့သားလေပြင်းရတော့အောက်မှာအပြစ်ကိုလို့ချီရတော်သူဒီကတော့သူတို့လုပ်တဲ့နောက်ဆက်တွဲဆိုးကျိုးကိုသူတို့ရည်တည်တယ်ဂျေဇုတော်ကာလမှာတော့ပြစ်ကိုလို့ချီရတဲ့အခါမှာနောက်ဆက်တွဲဆိုးကျိုးမရည်တည်ပဲနဲ့တာ၍ကောင်းချီရတယ်ဟာလေလုယာသူဆက်တာပဲခွဲဘာကြောင့်လဲဘာကြောင့်လဲအဲ့ဒါကိုကျွန်တော်တို့ဒီဖို့ကလာတိ3အဂတိ73ကျွန်တော်တို့ပြန်ပြီးတော့ကြည့်ရအောင်အားလုံးနောက်ကလိုက်ပါထို့ကြောင့်ဘုရားသခင်ရှိတော်၌ပြည့်ငတ်တရားအဖြစ်အဘေသူမြဖြောင့်မတ်ရာသို့မရောက်နိုင်ဟုထင်ရှားလေရှိ၏တစ်တိုင်၌ဆွေးထားခြင်းကိုခံရတော်သူတိုင်းချင်းချင်းကိုခံရတော်သူဖြစ်သည်ဟုကျမ်းစာလာဒီနှင့်အငင်းခရစ်တော်သည်ငါတို့အတွက်ကြောင့်ကျင့်ချင်းကိုခံရတော်သူဖြစ်၍ငါတို့ကိုပြည့်ငတ်တရားဤကျင့်ချင်းမှာရွေးနှုတ်ပြီးဟာလေလုယာပြည့်ငတ်တရားကျင့်ချင်းမှာပါလေရွေးနှုတ်ပြီးဒါဆံပြည့်ငတ်တရားကျင့်ချင်းနာကျွန်တော်တို့တရှိသလားရှိလားဘာကြောင့်လဲဒီမှာပုံပြတယ်တစ်တိုင်၌တင်ချင်းခံတော်ရွှေချင်းခံတော်သူဟာကျင်ချင်းခံတော်သူဖြစ်တယ်ပြည့်ငတ်တရားကကျင်တော်သူဖြစ်တယ်နားလဲစေချင်ခရစ်တော်ဟာပြည့်ငတ်တရားကျင်ချင်းခံတော်သူအပြစ်မရှိဘူးအပြစ်မတည်ဘူးအပြစ်မလုပ်ဘူးဘလို့နဲ့ပြည့်တရားချင်းချင်းသူ့အပေါ်မှာရောက်နိုင်တယ်စဉ်းစားဘူးဒါကြောင့်ကျွန်တော်တို့ဝန်နဲ့စကောင်းတာကတည်းကစကလုံးပဲတည်ပြီးတော့အတိပဲတဘောမပေါ့ဘူးတဘောပေါ့ပေါ့လဲမရှင်းစားဘူးအဖို့ခါလည်းမပေးဘူးအချိန်လည်းမပေးဘူးကျွန်တော်မဲရမ်းပြတော့ဗာလဲမြောက်ကုန်းတီးကင်တယ်လို့ပဲကင်တာစားလည်းမစားနိုင်ဘူးလူရင်လည်းမကြိုက်ဘူးအဲ့ဒါပုံစံကဲခရစ်တော်ဘယ်လိုနဲ့ချင်းချင်းဖြစ်တယ်လဲကဲဒါကိုနားလည်ဖို့နိကောမာ27မှာအပိကိရှင်တော်သူဒီငါကိုငါတို့အတွက်ဗာလဲအပိဖြစ်စေတယ်အပိသားဖြစ်စေတယ်နောက်ဟေရှငါစတော့အငယ်6မှာဖယားသခင်ဒီခတ်တိတ်တော်ငါတို့အပိကိုထိုးသူခရစ်တော်၌ယူတင်ဆောင်ရွက်တော်ရှိလူရှိတယ်ဒါဆိုကျွန်တော်မေးမယ်ရဲဒီကလူကောင်းရှာတာလားလူဆိုးရှာတာလားလူဆိုးရှာတာဒါဆိုပြင်းရတော့ကလူကောင်းရှာမလားအပိတရှာမလားဒါဆိုပြင်းရတော့ကအပိတကိုဘယ်မှာတွေ့လဲယေရှုငါတို့အတွက်အပိဖြစ်စေတယ်ပြင်းရတော့ကိုချိုးပေါတော့သူကိုရှာပြတယ်ခတိတော့ငါတို့အပိတခရစ်တော်အပိခတိတော်ကကျူးလို့တယ်မကျူးလိုက်တဲ့အခါမှာ
အပိဒုစရိုက်ကျူလွန်တော့ခရစ်တော်ပဲဒါကြောင့်ချင်းချင်းအားလုံးခရစ်တော်နဲ့တွန်းလုံးလိုက်တာငါတို့အတွက်ချင်းချင်းခံတော်ဒါလေးကိုခမရတော့အထဲမှာအလင်းထဲမှာဖြစ်မိတကယ်တော့ခမရမြင်ဟာလားတကယ်နင်္ဂလာကျွန်တော်ကောင်းကြည့်ရတာပဲအဲ့ဒါဒါကြောင့် PhD လည်းအထင်မကြီးဘူးအထင်မသေးဘူး MTA လည်းအထင်မကြီးဘူးအထင်မသေးဘူးသူကန်းတယ်သူပဲဒါဒီအတ္တပန်းဆိုင်ရာကိုဝိညာဉ်ကြီးဆိုတော့ပွန်တယ်မင်းတယ်ပွန်တယ်မင်းတယ်ဒါကြောင့်ကျွန်တော်ကြီးကိုမဲရန်ကြည့်တယ်ကျွန်တော်ကြီးကကောင်းကြည့်ရတယ်အခု MTA အမေရိကမှာ PhD ခမရတယ်တမန်တရားဟုတ်ကဲ့ကျွန်တော်သွားပြီးအိန္ဒိယမှာဒါပေမဲ့ဆရာဝန်အိမ်မတင်နံပါတ်တော့ they found the secret ထို့တော်ဒီလှုပ်ဝက်ချက်ကိုတွေ့ပြီးဆိုတော့စာအုပ်ကျွန်တော်ကိုကျွန်တော်ဖတ်တာရောမချုပ်ခွန်ရှိတော်ပေါ့တော့ဂျော့မူလာတို့ C.T. Studd တို့ David Livingstone တို့ David Brainerd တို့ Jackson တို့ Hassan Dela တို့တို့လူမျိုးတို့ကဲ့ကြီးမတော့အလိုလိုလေဟာငါ့ PhD ဒီပါတစ်ချိန်မကြည့်တော့ MTA လည်းချိန်မကြည့်တော့ရောမ6ခွက်ရှိတဲ့ဘောပေါ့ဒါပေမဲ့အင်္ဂလိပ်စာနဲ့ဖတ်တတ်ဖို့ရေးတတ်ဖို့တော့လေ့ကျင့်တယ်နော်ဟုတ်ကဲ့အခုတော့တကယ်ကိုခံစားသွားတယ်ဒါကြောင့်နားလေပါခမရဒါလေးကိုသဘောပေါက်ဖို့ခမရရဲ့ကျင့်ချင်းအလုံးခရစ်တော်ကျင့်ချင်းဖြစ်သွားတယ်ခရစ်တော်ကျင့်ချင်းနာခမရပဲခမရကျင့်ချင်းနာခရစ်တော်နာကိုလွေးပြီဒါအသေးစိတ်သဘောပေါက်တော့မှာကြောင့်ဒါကြောင့်ခရစ်တော်မှာအတေခါကျအဆုံးတတ်တော်ကြောင့်ကျင့်ချင်းရှိတော့ဟာလေလုယာကျင့်ချင်းမရှိတော့ဘူးကျင့်ချင်းတို့တမန်နဲ့ခမရလွတ်ပြီဒါကိုဒီကလေးသဘောပေါက်ပါဓမ္မဟောင်းကာလမှာဆိုအပိပကွန်လွတ်တယ်သူတို့လုံးတဲ့အရာပြန်ကြည့်တယ်ဂျေဇုတော်ကာလမှာခရစ်တော်ကိုယ်တိုင်ကျင့်ချင်းခံတော်သူဖြစ်ပြီးကိုယ်ဒါကိုမမေ့နဲ့ဒါကိုမမေ့နဲ့တမျိုးတော့မထင်နဲ့ကျွန်တော်တကယ်ကိုဖယားကချင်းတော်တုံးလို့ကချင်းပြနေတယ်ဒါပေမဲ့ချော်လဲပြီးတော့ပိုင်းဖယားဒီဂျေဇုတော်ကျင့်ချင်တာမင်္ဂလာခရဏဆုံးတဲ့တော့ပေါ့တဲ့အခါမြန်မာပြည်တပြည်လုံးပြန်ပြီဟာလေလုယာအဲ့တော့ငါကျွန်တော်လက်အောက်မှာရှိတဲ့လူ30ပဲအခုတော့100ကျွန်တော်နဲ့တူလုံးတဲ့လူကြီးအဲ့တော့ငါကျွန်တော်ပိုင်တာကဆိုင်ကတရှိဘဲကောင်းစိတ်လာတဖာလုံးတော့ပြန်ပြီးတော့ပြန်မိဖို့နဲ့ပြန်လို့တယ်ခရကာဒီမှာဒီဖယားเจ้าတဲ့တင်းတော်တဲ့ဒါဒီခွန်လို့ယုံကြည်မကဘာလဲတာရကောကြည့်ရလည်းမရဘူးလားခမရတော့ကျွန်တော်ကောင်းကြည့်တယ်အရင်တော့ငါပပုတ်ကိုမှထောက်လန်းကြလာပြီးတော့ခမရပါမှာပတ်စံမလို့ထားတယ်ဘယ်ကပတ်စံရတယ်ကျွန်တော်ဘန်ကကျွန်တော်တင်သားဒီအဲ့တော့သူတို့ဘာမှမဟာနိုင်ဟုတ်တယ်လေခမရအားလုံးကကျွန်တော်ဝတ်လက်ချစ်တယ်ပူလေခမရအားလုံးကအတူတူကအလုံးလုံးပေါ်ရဘန်ဒါလေကဲဘယ်လိုကောင်းကြည့်ရဒါခမရနားလေဒါသဘောပေါက်ဘူး
ဒါကိုသဘောပေါက်ရတဲ့အတွက်ဘောလူပြောတဲ့စကားကိုအတူချုပ်တဲ့ကျွန်တော်တို့ဒီမှာကြည့်အောင်နော်ဘယ်လိုပြောသလဲကဲနောက်ကလိုက်ပါသူဒီဒီနေ့ပြမချင်းကျွေးတင်ချင်းတစုံတစ်ခုရှိလေငါအတွက်တာမလို့ငါကစပ်ပေမဲ့လူငယ်သည်ကနေခရစ်တော်ကိုလက်ခံအဲ့ဒါဟာဘောလူကကမ်ပဏီပိုင်ရှင်တထေကြီးဖိလိမွန်ရှိမှရေးတဲ့စာကောလတဲတထေကြီးဖြစ်တယ်ကချင်ပြည်နယ်အရာဆိုတော့လောဘန်ကြီးရန်ကုန်အရာဆိုကမ်ပဏီပိုင်ရှင်တထေကြီးတော့ရလုံးတဲ့လူချင်းလေတထေကြီးဖြစ်တို့ရှိမှစားဘယ်သူကြောင့်လဲကဲ Onetimဆိုတာကျွန်းဆိုတာအရင်မှလူစီမှမထားဘူးပရိဘောကမှာခမအိမ်မှာပရိဘောကပါရှိလေလက်သက်တီကျွန်းရှိတယ်ပေါက်ပြရှိတယ်နော်ဒါရှိတယ်လှန်ရှိတယ်အဲ့ဒီမှာထားတာကျွန်းတယောက်တတ်တာလူတမှုမမြောက်ဘူးအဲ့ဒါဖိလမွန်ရှိမှကျွန်းလို့ဘာလို့လဲအပစ်မဖို့ဖုန်ပြီးတာထွက်ပြီးသွားတယ်ရောမမြို့မှာဘောလူထောင်ချတဲ့ကသူနဲ့တွေ့တော့ပြောင်းလဲသွားရပြောင်းလဲသွားပြီးတော့ပါအဲ့ဒီအတုံးဝတ်တဲ့ကောင်ကဘယ်လိုဖြစ်သွားတယ်လဲကဲတော့ကလိုက်ပါတင်းဒီအထက်ကအတုံးမရတော့သူယခုတွင်ငါနဲ့တင်းဒီအတုံးမရတော့သူအော်နေတိမဖို့ငါတောင်းပန်ပါ၏အင်္ဂလိပ်လိုဆို he was useless now he is useful for you and me အရင်တော့ဒီကောင်ကအလကားကောင်အခုတော့ခမရနဲ့ကျွန်တော်တော်အတုံးဝင်တဲ့ကောင်အရင်တော့အတုံးမကြတယ်လို့အခုတော့ခမရနဲ့ကျွန်တော်အတုံးဝင်တော့သူခရစ်တော်ကိုပိုင်ဆိုင်တယ်လူငယ်ခမရပညာခမရကိုဘယ်လိုဖြစ်ရှိလဲခမရခွန်အားခမရကိုဘယ်လိုဖြစ်ရှိလဲခမရလက်မရှိတဲ့ပိုင်ဆိုင်ခမရကိုဘယ်လိုဖြစ်ရှိလဲမိဘအတွက်လည်းတော့မဝင်ဘူးခမရအတွက်လည်းတော့မဝင်ဘူးအတင်းတော်အတွက်လည်းတော့မဝင်ဘူးဇက်ကိုအတွက်လည်းတော့မဝင်ဘူးအတုံးမဝင်တဲ့လူဖယားအတွက်လည်းအတုံးမဝင်တဲ့လူဒါပေမဲ့ခမရပိကိုဖယားတခင်ကအပိလမမညောတော့ဘူးယောကခမရကိုတနာတယ်အပိကိုလွတ်ပြီးဒါကြောင့်သူရှိမှခမရသွားတဲ့အခါကျသူကခမရကိုရွေးတော့မယ်အသက်ပေးမယ်အဲ့ဒီကကျခမရအတုံးဝင်တော့သူဖယားတဲ့တုံးဝင်တော့သူမိသားစုတဲ့တုံးဝင်တော့သူအတင်းတော်တဲ့တုံးဝင်တော့သူဇက်ကိုတဲ့တုံးဝင်တော့သူခမရကိုတိုင်အတွေ့နဲ့ခမရတုံးဝင်တော့သူချင်းစားကျွန်တော်လည်းမပြောင်းလဲခင်ဘူးအတုံးကိုမဝင်တာအတုံးကိုမဝင်တာလာစားထုတ်တော့မယ်ဆိုတော့အကျဆိုင်အကျွေးအကျဆိုင်ရှင်ကလာတန်းရှိတယ်ကျွန်တော်လာစားကမလုပ်တော့ဘူးလေလာစားတဲ့တော့ပရိပေါ်တော့ခုံမှာတွားပါတော့ဘယ်မှာလုံမှာတွားပြီလေကျွန်တော်လာစဝန်ထံဖြစ်တာလည်းအဖေမေတွေဘာမှအတုံးမကျွန်တော်အတွက်ဘာမှအတုံးမဝင်ဘူးအကျဆိုင်မှာပဲကုန်သွားတာကျွန်တော်အားလည်းဘာမှအတုံးမဝင်ဘူးခရစ်တော်ကိုပိုင်ဆိုင်တာနဲ့အရာရှိတွေကချစ်တော်ခကြီးတချင်ကိုတွားခိုင်းခကြီးတွားခိုင်းရင်လာစားတဲ့သုံးဆပူရတယ်လေ TADA ရတယ်
အဖေသွားထုတ်လိုက်ဟာအဖေမသားဘူးဖះချောင်းပုံမှန်တက်တယ်ကလေးဒီတီးပေးတယ်အကျဆိုင်မှာထိုင်တယ်လူတွေပတ်စံနဲ့ရက်တော့နားနဲ့နားထောင်ငါပြောမယ်အကျဆိုင်ဒီလည်းကျွန်တော်ကိုချစ်တယ်သွားတယ်ဒါထိုင်ဖာကြီးချပေးတယ်တုံငယ်ချင်းတွေလည်း30ရက်တော့တာအချက်တော့ကြဒါပေမဲ့နားနဲ့နားထောင်ဟုတ်ကဲ့နားထောင်ကြာလာတော့နှုတ်ထောင်မှုဖြစ်နေတယ်အခုလည်းကချင်ပြည်နယ်တွေဘလို့အသုံးဝင်တယ်အဲ့ဒီလိုမဖြစ်ချင်ဘူးလားအဲ့ဒီလိုမဖြစ်ချင်ဘူးလားအဲ့ဒီလိုဖြစ်စေတဲ့လူကခရစ်တော်ပဲဖြစ်တယ်ဟာလေလုယာခရစ်တော်ကျွန်တော်တဲ့အစ30အစ60အစ100ခမရတော့အတုံးဝင်အခုကလူငယ်ဒီလူငယ်လောကမှာကျွန်တော်မဝင်တော့ဘူးလူငယ်လောကကိုခမရတော့တည်ပြီအဲ့ဒီလူငယ်လောကမှာရှိတဲ့လူတို့ခရစ်တော်မရှိမှခမရတော့ပို့နိုင်တယ်လို့ခမရပါစဉ်းစားဒါကြောင့်ကျွန်တော်တာဗစ်တာလည်းခေါ်လောကကရွှေပြီးတော့မရှိရန်ကုန်လူငယ်ဒီအများကြီးတထေသားသမီးတွေကိုဖို့ပြောလိုက်တယ်သူအဟုတ်ချပြီးတော့ယုံကြတာလေလုံးကလည်းတာကောင်းကြကူတာဆိုတာဒါပေမဲ့သူဘာမှမဟုတ်ဘူးနော်ဒါပေမဲ့စကလုံးတာကုံလုံးဟာအဟုတ်ထင်တာမန္တလေးငလင်းတော့ကလည်းသူကအဟုတ်ထင်ပြီးတော့ကဲစီရတော့ရအောင်ရှာဝတ်ဒီပါတော့ကုံလုံးလာပြီးတော့ပြောင်းမယ်သူကအရှောကောင်းပြီပြောင်းလိုက်ပြီဒီလျှောက်ချင်းခံတဲ့အခါဘယ်လောက်လူငယ်ဒီကိုခရစ်တော်ပို့ဆောင်ခမရလည်းအတုံးဝင်တော့ခရစ်တော်လို့ကဲအဲ့ဒါလို့ဘာလို့တလဲအခုတင်ရှိမငါလွှတ်လိုက်တယ်ဘယ်လိုရေးတယ်လဲတုတ်ပြီးတင်းဒီငါကိုအပေါင်းဖို့တဲ့တော့မှလေသူ့ကိုငါကဲတော့ပြီးလက်ခံတော့ဟာလေလုယာအရင်တော့ငါတော့ဂျွန်ပဲခရစ်တော်ကိုလက်ခံပြီးတော့ပြန်သွားရင်တော့ရှင်ဘောလူကဲတော့လက်ခံပြီဘယ်လိုကိုအားသွားတယ်ငါကဲတော့လက်ခံပါဂျွန်ကဲတော့မဟုတ်တော့ဘူးနော်ဒုစရိုက်အပိလောပိတော့ထုတ်ပြီးတော့သူကဲတော့မဟုတ်ဘူးငါကဲတော့လက်ခံပါအော်လူငယ်ဒီတားတယ်ကားတိုင်းမှာခမည်းအပိတာကဲတော့ခရစ်တော်ဟာရှိအပိတာခမည်းကဲတော့ခရစ်တော်ကိုဆက်ဆံပြီးချမိတယ်ရှိရင်ပြီဒါတော့အပိသူအပိတာပိချေသူအပိလောချေငါအကုန်လုံးစပ်ပြီးရကုတော့ငါကိုယုံပြီးငါကိုချစ်တဲ့အတိုင်းသူကိုချစ်ပါငါကိုလက်ခံတဲ့သူကိုလက်ခံပါဟာလေလုယာခရစ်တော်ပဲတော့လက်ခံအပိတခါမှမရှိတော့ပြင်းတော့တခါမှမချိုးဖို့ခမည်းတော်ကိုအမြဲချစ်တော်သူကဲ့သို့ခမည်းကိုလက်ခံတယ်ရရှိတယ်ခမည်းမွေးတော်နေကစားတဲ့တော့ကဲတဲ့ဒုစရပတိတယ်ဘယ်လိုလဲအော်တပါရှိကဘယ်လိုလဲသူ့မှာခမည်းမှာပြည့်စည်တဲ့အရာရှိသူ့ကိုဘာမှအပြစ်မတင်နဲ့အကျွေးရှိတဲ့သူ့ကိုမတောင်းနဲ့စပ်ဖို့ရှိတဲ့သူ့ကိုမတောင်းနဲ့ငါကိုတိုင်ကစပ်နဲ့ငါနာမည်နဲ့ရေးပါဟာလေလုယာအဲ့ဒီတိုင်းခမည်းနဲ့ကျွန်တော်ဒုစရလုပ်တဲ့အရာအားခရစ်တော်ကသူ့ကိုမတင်နဲ့အပြစ်မတင်နဲ့သူ့ကိုမတောင်းနဲ့ငါကိုတိုင်ကစပ်ပေးမယ်စပ်ပေးပြီဟာလေလုယာဒီတော့ကျွန်တော်တို့အပိခွက်ရယုတ်တိမက
ကျွန်တော်တို့ကျူးလွန်ခဲ့တဲ့ဒုစရိုက်အပြစ်နဲ့ပတ်သက်ပြီးအပြစ်တင်ခြင်းမရှိဘူးနောက်ဆက်တွဲစိုးကျိုးနဲ့ကျွန်တော်တို့အတွက်မရှိဘူးခရစ်တော်ကဲ့သို့လက်ခံပြီးတော့ခရစ်တော်နဲ့ရှိတဲ့ကောင်းကြီးကိုယ်သားနဲ့ကျွန်တော်တို့ကဆက်ဆံတာအဲ့ဒါကိုလက်ကြုံတာသူ့ကိုအပြစ်မတင်နဲ့သူ့ကိုအကျွေးမတောင်းနဲ့သူမှားတဲ့အရာတွေသူ့ကိုမစိတ်တင်ခိုင်းနဲ့တော့ငါကအကုန်လုံးဆက်ပြီလေဟောကျွေးဝတ်တော့ကြည်ကြုံတာဒါကိုဒီကြိတ်ကျွန်တော်နားလေရဒါကြောင့်ဘုံအတည်နေပြည့်ရှိတော်ယုံကြည်သူပြောက်တော့တာလည်းသူအဖေမပြန်လာတယ်အပိခွန်လို့ယုံကြည်မကဘူးအကောင်းဆုံးတော့အဝတ်လုံပြီးတယ်ဩဇာအာဏာတကိုလက်ဆွပြန်ပြီးတယ်ပြီးတော့ခမဲတော်နဲ့အတန်းတူတော်လာတဲ့ခြေနင်းရှိတယ်ဝေးလုံပြီးတယ်ဝတ်ကြောင်းတဲ့ဝတ်စာကျွေးတဲ့လူဟာတထေးဒီတန်တထေးအတိုင်းဝန်တဲမှာဝန်သွားပြီးဝေးလုံပြီးချင်းခံဘုံအတိနေပေနဲ့ရှိတော့ခမရခုဟာမေမှုမရှိတဲ့ရှိရတာလေနှုတ်ချေးပုံမရှိတဲ့ငတ်ဘတော်တို့ဖြစ်နေတယ်ဘယ်လိုတနာစာကောင်းလဲမေမှုမရှိတဲ့ရှိရတာငါဘာစားမလဲငါဘာတော့မလဲငါဘာဝတ်မလဲငါဘယ်လိုနေမလဲမေမှုနဲ့ပတ်သက်တဲ့အရာမှာကမဲ့ဒုက္ခရှိရတွေ့တာမေမှုနဲ့ပတ်သက်တဲ့အရာမှာကမဲ့ဒေါသထုံတာလေပြဿနာတက်တာလေမေမှုအဲ့ဒီကနဲ့ဘုံမတရေမှာနေပင်မှာရှိတဲ့ကိုထိဖို့နေတယ်နှုတ်ချေပုံမှာရှိတဲ့ငတ်မတော်ကျွန်တော်မဲရန်ပြောတယ်Middle Eastအစိတ်အလဲပိုင်းမှာရှိမွေးတရီစံဒီရဲ့ချီမရှင်ဒီရှင်ပစ္စည်းဒီဟာခြိုက်တဲ့နေရာမှာပြလို့မရဘူးတပ်မှတ်တဲ့နေရာရှိဥပမာဟောပြီးတမြောက်လုံးရဲ့အမိုက်ကိုပြတဲ့နေရာရှိတယ်အဲ့ဒီအကျော်မှာကျွန်တော်တို့လည်းတာခင်တဲ့မိသားစုအမေနဲ့အမိုက်ပုံမှာတောင်းလို့ပဲအဲ့ဒီပုံစံတိုင်းဒီအငွေတရီစံချီဒီကိုပြတဲ့နေရာကြာလာတော့အဲ့ဒါချီတောင်းဖြစ်လာတယ်အဲ့ဒါဒမ်ဟီလို့ခေါ်တယ်အရင်တော့ချင်းမာရောကချင်းမာရောကျွန်တော်တို့တဲ့ပို့ဆိုတာကအစိအလဲပိုင်းလူမှုရေးလာတခုခုမှာချိုးဖို့တဲ့ဆိုတော့မောင်းထုတ်တယ်ယူအကမောင်းထုတ်လိုက်တာဘယ်မှမတော်ဆာမရှိတော့နှုတ်ချေးပုံပေါ်မှာအိတ်တယ်ညမှာနှွေးတယ်လေနေကမှရုပ်ဖြစ်ပြီးတော့အဲ့ဒီမှာလာတဲ့လူဒီပိုက်ဆံတော့တယ်ရတယ်မဝဘူးတေတော့မတေဘူးဝါလင်းဆောစားဖို့ရှိနှုတ်ချေးပုံမှာရှိတော့ငတ်ဝတ်တော်လို့ခေါ်တယ်ခမရတဲ့အခုမလို့လဲခမရဒုစရိုက်မှာကျင်လည်နေတယ်ရောက်ရဲ့ချင်းရှိတယ်ဖောဆိုတာရောက်ရဲ့ချင်းရှိတယ်လားအရက်တော့တာဆေးလေးတော့တာရောက်ရဲ့ချင်းရှိတယ်မရှိဘူးနှုတ်ချေးပုံမကောင်းဘူးဆိုရင်အဲ့ဒီမှာခမရနေတာခမရဒီကနေ့ပြန်လွတ်ဖို့ဆိုတာမဟုတ်တော့ဘူးအဲ့ဒီမှာတည်ရတော့မှဖောတမနဲ့အရက်တမနဲ့ဆေးလေးတမနဲ့နှုတ်ချေးပုံပေါ်မှာရှိတယ်ခမရကိုတိုင်ကလည်းမလို့ချင်ဘူးဒါပေမဲ့ဒီမှာနေတယ်အဲ့ဒီကနေ့လွတ်ပြီးတော့ဘုံမတည်နေပင်နဲ့ရှိဖို့နောက်ကျွန်တော်တို့လည်းကြည့်ပါကျွန်တော်တို့ရဲ့မိုင်းရှင်းစားနိုင်တဲ့ဉာဏ်လုံနိုင်တဲ့ခွန်အားတတ်နိုင်တဲ့နေပေပါကျွန်တော်တို့ကကြိုးစားပြတဲ့ရှင်တယ်ကျွန်တော်ကြိုးစားပြီးကျွန်တော်လုံးမယ်ကျွန်တော်ပညာတတ်ပါများ
ရောက်ရဲ့ချင်းရှိတယ်တင်းတင်းချင်းရှိတယ်ညီတဲ့ချင်းရှိတယ်မရှိနှုတ်ချေပုံမှာရှိတယ်ငတ်အဲ့ဒီကနေခမရထွက်လို့ခရစ်ဘောတော့ကတော့ငါကိုလက်ခံတဲ့အတိုင်းသူ့ကိုလက်ခံတမန်တော်ကြီးကဲ့သို့လက်ခံခံကျွန်တော်တို့ဒါအထက်မြင့်သွားတယ်။အိုးအဖေငါဟာတို့နေရာမှာရပ်ပြီလေ။တို့အပိတာကဲ့သို့ငါကိုလုံးပြီးချင်းကန်တော့ငါကိုလုံးပြီးအဖို့ကပေးပြီးအခုတော့ငါကိုတို့ကငါကိုလက်ခံပြီးဘုံတည်နိုင်လက်ခံတဲ့အတိုင်းတို့ကိုလည်းလက်ခံပါဟာလေလုယာဒါကြောင့်ကိုတော်ထတ်တော့ကျွန်တော်လာတယ်မြေမုံမှာရှိတဲ့ရှင်ရဲ့တဘဝမှာကိုတော်ကျွန်တော်ကိုမနေချေချင်းတယ်ကျွန်တော်မနေချင်းနှုတ်ချေပုံမှာရှိတဲ့ငတ်မတော်သူမှာကျွန်တော်မနေချင်းတော့ဘူးကိုတော်ရှိမှပဲကျွန်တော်လာချင်းကိုယ်တိုင်ဆုံးဖြတ်ချက်ချဖို့ဖယားဖက်လို့ပြီးသွားတယ်ဖယားကော်မတီမဟုတ်ဘူးခမရဆန္ဒမပါမရဘူးသူကတော့လုပ်ပြီးခမရဆုံးဖြတ်ဖို့ဒါကြောင့်ကျွန်တော်ဟာနှုတ်ချေပုံမှာရှိတဲ့ငတ်မတော်မေမှုမှာရှိတဲ့ရှင်ရတော်သူဖြစ်နေအဲ့ဒါမှမနေချင်တော့ခရစ်တော်အပိခမဲတော်ရှိမှသွားမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချရတွားကြရအဲ့တော့ခုနဆိုတဲ့တခြင်းကျွန်တော်ထပ်ဆုံးကောင်းရှင်းစားဒီတခြင်းနာတဲ့မြေဇိုးပြည်နဲ့နိုးထောင်ဖြစ်စေတဲ့တခြင်းတရားမဟုတ်ဘူးနော်သူ့ကိုလို့တဲ့ director ကျွန်တော်တို့လည်းအတူကြောင်းတက်တဲ့ကောင်းတယ်အခုဆုံးသွားပြီဒီတချင်းဆိုတော့လည်းတော့ကျွန်တော် presbyterian တိတုကယူပြီးတော့အိုင်တော်ပါရှိသူယောက်ျားကမနာလို့ဘယ်မှာမထွက်ခိုင်းပြန်ဘူးအဲ့ဒီယောက်ျားကလည်းပါကျွန်တော်ကြံဖိုင်မှာခရစ်စတိုတော့မှာကျွန်တော်တဲခွကြီးတာကောင်းစားအဲ့ဒီအတွက်သူ့ကိုတချင်းဆိုဖို့ဖုံးပွဲမှာခေါ်တာသူ့ယောက်ျားကမလုပ်ဘူးမထိုးတော့သူ့ယောက်ျားကိုဖုံးပွဲမှာတရားဖို့ခေါ်တာတို့လာပြီးတချင်းလာဆိုတာဖယားကပေးတဲ့စာတာဖြစ်တယ်။ကောင်းချီးပေးတဲ့စာတာတန်ရှင်းတဲ့ဖြစ်တယ်။အဲ့ဒါကိုရှင်းစားပြီးတော့ကျွန်တော်ဆိုမယ်။ပြီးတော့ဆုံးဖြတ်ပါခရစ်တော်ရှင်မှာငါတို့ချင်ဘင်းစာဘဝအယတမဘဝနဲ့ဖယားခရစ်တော်မပိုင်တဲ့ဘဝနဲ့တည်းမရှိချင်။ကျွန်တော်ရှင်းစားခြင်းတွေ့တော်ခြင်းခွန်အားနဲ့တည်းမရှိချင်တော့ခရစ်တော်ရှိမှသွားမယ်ဘုံကုန်တည်မှာပဲတက်ရှင်ချင်းဆိုတဲ့ဆုံးဖြတ်တယ်လို့ကျွန်တော်တို့ခေါ်မယ်ဘယ်လိုခေါ်မလဲတော့မသိသေးဘူးနော်ဒါတချင်းချင်းဆိုရကဲတမီးလေကျွန်တော်တို့ဆိုတဲ့တချင်းကတော့ဒီလောကခရစ်တော်အစာရွေးရမယ်ရခဗျာဘယ်သူကိုရွေးလဲအပိကိုရွေးမလားအရက်ကိုရွေးမလားမူကြီးဆေကိုရွေးမလားလောကကိုရွေးမလားရှိရွေးမလားခရစ်တော်ကိုရွေးမလားသူကတော့ခမရတဲ့ကျွန်တော်အပိတရားခတိချင်းကလည်းဖို့တေချင်းကိုရွေးချင်းကိုရွေးခဲ့ဖယားအပြတ်တော်တာကိုခမရတဲ့ကျွန်တော်နေရာမှာရွေးပြီးတော့ပြီးသွားခမင်းနဲ့ကျွန်တော်ငရေမတော်ပေါ်ရအပိတာဖြစ်ခြင်းနဲ့ဆိုင်တဲ့ဒုက္ခရှင်ရဲ့ဒီကျင့်ခြင်းမကန်တော့ဘဲရွေးချယ်ပြီးတော့အဖို့ကအကုန်ပေးပြီးငါကိုရွေးတော့တရားတည်ယူနေမရဘူးတဘောကိုယူနေမရဘူးကဲတင်ရှင်ကိုရွေးဖို့သူကိုရွေးမှခမည်းတည်တဲ့ကဲတင်ချင်းတရားအသက်ဝင်ပါပြီသူကို
ရွေးမှကဲတင်ချင်းတရားမှရှိတဲ့တကောကိုခံစားပါသူကိုမရွေးခမရတိတဲ့ကဲတင်ချင်းတရားစားတော့စရင်မရှိမဖြစ်နေတယ်ဒါကြောင့်ဒီလောကမှာခရစ်တော်အစရွေးရှာတဲ့ချက်ရှိဒါကြောင့်မျက်စိကျွန်တော်ပြရကျွန်တော်ခရစ်တော်ကိုပဲရွေးမယ်ခရစ်တော်အစရွေးချယ်ရှာမရှိဘူးဆိုတဲ့ကျွန်တော်တို့မတ်တရတဲ့တွေကလက်ထောင်ကြည့်ရခရစ်တော်ကိုပဲကျွန်တော်ကြည့်တယ်ကျေးဇူးတင်တယ်ဘုရားကောင်းချီးပေးပါအားလုံးကိုဘုရားကောင်းချီးပေးပါရှင် အန်ဝေမူများဖြစ်ပြနေပြီမပြေနိုင်တာမရှိခြေတော်၌ယေရှုသက်ရှင်